YouTube ညီကိုရအောင်ပဲမင်္ဂလာပါကျွန်တော်ရဲ့အကောင့်ကိုအရင်ဆုံး subscribe လေးလုပ်ပေးသွားပါကျွန်တော်ဒီနေ့တင်ဆက်ပေးမှာက Mexico ရဲ့ Ecuador ရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ် Mexico ရဲ့ကျွန်တော် Ecuador ရဲ့တောင်အာဖရိကအသင်းတွေရဲ့လက်ရှိမှာထိပ်တိုက်တွေ့တဲ့အသင်းတွေလို့ပြောရမယ်လက်ရှိမှာ Mexico ကတော့အနေငယ်တာတယ်သူတို့ရဲ့လက်ရှိဒီနေ့ကမ္ဘာဖလားဒီအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့အခါမှာ Mexico အနေနဲ့က Ecuador နဲ့ရှင်နေဆိုအများကြီးတာတဲ့ထဲမှာပါတယ်ဒါပေမဲ့လည်းပဲ Ecuador သွားပြီးတော့ short တွက်လို့မရအောင်လက်ရှိပေါက်နေတဲ့ပေါက်ကြီးတွေအရာတွေကျွန်တော်တို့ဒီပြောရမယ်ဆို Ecuador ကို short တွက်လို့ရတဲ့ထဲမှာမပေါဘူး Mexico ပေးပါလားဗျာလက်ရှိသူတို့ရဲ့အိမ်ဝင်လက်ရှိမှာသူတို့ foul အရင်ကောင်းနေတာ Mexico ပေးချလိုက်လေလက်ရှိမှာကျွန်တော်တို့ဒီပြောရမယ်ဆိုကျွန်တော်ကတော့ဒီတခြားဒီညီကိုရင်နေနဲ့ဒီအပြင်ကြီးကြည့်တာကြီးမတူတာဖြစ်တဲ့အတွက်ကျွန်တော်အသေးစိတ်တော့ကျွန်တော်မပြောတော့ပေးထားတဲ့ပုံစံအရာဆိုရင်တော့Mexico ကလည်းဒီပြောမယ်ဆိုရင်ဒီ Mexico ကိုအရင်မယုံတဲ့ပုံစံမျိုးပေါက်တယ်အဲ့ဒီတော့ကျွန်တော်ဘက်ကနေပြီးတော့ ပေါ်ရီကိုရှောင်ဖို့အသင့်တော်ဆုံးလို့ထင်တယ်ကျွန်တော် Mexico ရဲ့ Ecuador ပွဲစဉ်မှာ Ecuador အနေနဲ့ကလည်းလက်ရှိတောင်အာဖရိကအသင်းတွေရဲ့ကစားပုံကစားကွက်အရာဆိုရင်ပိတ်ကန်သွားမယ်ပိတ်ကန်ပြီးတဲ့အခါမှာအနည်းဆုံးကျွန်တော်ကတော့ဒီဂိုးဆိုရင်2ဂိုးထက်တောင်မသွားလောက်ဘူးတင်တယ်2ဂိုးတောင်မှကျွန်တော်ကန်ကောင်းမှသွားလောက်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တော့ Mexico ရဲ့ Ecuador ရဲ့ပွဲစဉ်ကိုကျွန်တော်ကိုအောက်လေးပဲကျွန်တော်ကြိုက်ပါတယ်ညီကိုရဲ့အမြင်ဘယ်လိုရှိပါလဲဗျ Telegram Channel join ချင်တယ်ဆိုတော့ကျွန်တော်လက်ရှိ account description မှာကျွန်တော်ဖော်ပြပေးထားပါမယ်ဒါလေးပါပဲခင်ဗျကျေးဇူးများတင်ပါတယ်